လောကထဲမှာရောက်နေတဲ့ပုဂ္ဂိုလ်တိုင်းဟာအကောင်းနဲ့တွေ့ရတယ်လို့အဆိုးနဲ့လည်းတွေ့ရအကောင်းကြီးတွေ့တဲ့ပုဂ္ဂိုလ်ဆိုတာမရှိသလိုပဲအဆိုးကြီးတွေ့တဲ့ပုဂ္ဂိုလ်ဆိုတာမရှိဘူးအလုံးကြားဘူးကြတဲ့အတိုင်းလောကရန်ဆိုတာမြောက်များစွာရှိနိုင်တော့လဲဒီနေရာမှာအဓိကလောကရန်၈မျိုးကိုပြောမယ်ဆိုရင်လာဘနဲ့အလာဘစီးပွားရေးတွေအဆင်ပြေလို့ငွေကြေးအမြောက်များရတယ်အလာဘစီးပွားရေးအဆင်မပြေဘူးဝင်ငွေတွေမရဘူးဒီကနေ့တစ်ကမ္ဘာလုံးဟာအလာဘဆိုတာနဲ့သွားကြုံတယ်နော်လာဘဆိုတာရှိတယ်လို့အလာဘဆိုတာလည်းရှိဘလောက်ချမ်းသာတဲ့နိုင်ငံဘလောက်ချမ်းသာတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်အစင်မပြေလို့မရတဲ့အခါရှိတယ်အစင်ပြေနေလို့ရတဲ့အခါလည်းရှိတယ်အဲ့ဒါဟာလောကရဲ့သဘာဝပဲလူတွေရဲ့စိတ်ဓာတ်ဟာလောကရဲ့သဘာဝနဲ့ကြုံတွေ့ပြီဆိုလို့ရှိရင်ရိမ့်ရိုင်ပြီးတော့သွားတတ်တယ်အဲ့ဒါမကြန့်ခိုင်လို့ရိမ့်ရိုင်လာလောကရန်ကိုဥပမာပေးတယ်မုန်တိုင်းနဲ့ဥပမာပေးတယ်ဒါမို့လောကရန်မုန်တိုင်းလို့ပြောကြတယ်စဉ်းစားကြည့်လေတနာရီမိုင်90မိုင်60မိုင်120တိုက်တဲ့မုန်တိုင်းတွေဖြစ်ပေါ်လာတယ်ဖြစ်ပေါ်လာတဲ့အခါကျတော့ကြန့်ခိုင်မှုအားနည်းတဲ့သစ်ပင်တွေအမြစ်ပါထောင်လဲသွားသို့တော့အဲ့ဒီမုန်တိုင်းဓာတ်မျိုးဘလောက်ပဲတိုက်လဲပြိုမသွားတာကတော့တောင်ကြီးတွေပဲအဲ့ဒါလို့ပြင်းထန်တဲ့မုန်တိုင်းရှိတဲ့သစ်ပင်ကဘာလို့လဲပြီးတော့တောင်ကြီးတွေကြတော့ဘာလို့မလဲသလဲလို့ဆိုရင်ကြန့်ခိုင်မှုမတူတာပဲဒါထို့တူပဲလောကမှာလူရည်လူဖြစ်လာတဲ့ပုဂ္ဂိုလ်တွေလောကရန်နဲ့ကြုံတွေ့လာတဲ့အခါတချို့ကဘုံဘုံလဲသွားတယ်စိတ်ဓာတ်အနေထားတွေပြက်ပြားသွားတယ်တချို့ကစိတ်ဓာတ်အနေထားမပြက်ပြားပဲနဲ့ရင့်ကျက်မှုတွေပို့ပြီးတော့ရလာတယ်တောင်ကြီးလိုခိုင်မာတယ်တချို့ပုဂ္ဂိုလ်တွေကတစ်ပင်လိုရိမ့်ရိုင်နေတယ်လောကရန်ချင်းကြုံတွေ့တာချင်းတူတူပဲလောကရန်မုန်တိုင်းရဲ့အတိုက်ခံရတာချင်းတူတူပဲနှုတ်ထွက်မကြမ်းကြစိနဲ့ကိုယ်ပါးစပ်ကထွက်တဲ့စကားဟာတန်မိုးရှိတဲ့စကားပဲထွက်စေရမယ်ဆဲရည်တဲ့စကားရိုင်းပြတဲ့စကားကိုယ်နှုတ်ကမထွက်မိအောင်သတိထားဖို့လူတွေကကိုယ့်ကိုယ်ပိုင်တယ်လို့ထင်တာမပိုင်ဘူးကိုဖြစ်ချင်တာမဖြစ်ဘူးစိတ်ဖြစ်ချင်တဲ့အတိုင်းလိုက်ဖြစ်နေကြတာစိတ်ဆိုရင်ကျမ်းတမ်းတဲ့စကားတွေပြောကြတာဒါကိုပြောချင်တာမဟုတ်ဘူးအေးဒါကြောင့်မို့လို့အမြဲတမ်းသတိထားတဲ့နာပေါ့သူပြောလိုက်တာဝိသိကာစအနာစာရာပြိဋ္ဌစာအပြက်မတွေဟောစိနသာသနာဒုတိကဖျားသာသနာအဖြတ်မတွေစေတီရင်ပြင်မှာဒရွေးထွေးသွားတယ်ဆိုပြီးပြောအဲ့ဒီအကုသိုလ်ကြောင့်သူငရဲကြသွားငရဲကြသွားရုံနဲ့မကဘူးငရဲလွတ်လာတဲ့အခါမှာယဟန္တာကိုသူပြင်မာတာကယဟန္တာဆိုတော့စဉ်းစားကြည့်လေဘာနဲ့ဥပမာတူလို့ဆိုလို့ရှိရင်ခုံးမုံကြီးကိုခေါင်းနဲ့တိုက်လို့ရှိရင်မနာဘူးကြောက်တုံးကြီးကိုခေါင်းနဲ့တိုက်ရင်တော့နာမှာပဲခုံမရှိတဲ့ပုဂ္ဂိုလ်ကိုပြင်မမိရင်ဒါတော့မနာဘူးနော်ခုံမရှိတဲ့ခုံရှိတဲ့ပုဂ္ဂိုလ်ကြတော့ကြောက်တုံးကြီးလို့သူကကြစ်လက်ငါမှနေတွေညတွေရက်တွေနှစ်တွေလတွေကုန်းလာခဲ့တာဘာတွေနဲ့ငါကုန်းနေတာလဲတနေ့တာအချိန်တစ်ခုကုံဆုံးသွားတာငါမှဘာနဲ့ကုံဆုံးတာလဲတန်မိုးမရှိတဲ့အရာတွေလောက်ကင်ပြီးတော့ကုံဆုံးတာလားကုသိုလ်စိတ်နဲ့ကုံဆုံးတာလားသို့မဟုတ်အကုသိုလ်စိတ်တွေနဲ့ကုံဆုံးသွားတာလားတနေ့ပြီးတနေ့ငါဟာအသက်ကြီးလာပြီကြီးလာတဲ့အခါမှာဒီတန်တရားကဒီတန်တရားရဲ့ဒုက္ခတွေဆိုတာအမတမကြီးတယ်ဒါကြောင့်မို့လို့ငါကောင်းတာတွေလုပ်ဖို့လိုအပ်တယ်လို့ကိုယ့်ကိုတတိထားပြီးတော့ဆင်ញင်သုံးသပ်တတ်ဖို့လိုအပ်တယ်ဆင်ញင်သုံးသပ်ပြီးတော့ကိုယ့်ကိုပြင်ရမယ်
မကောင်းသေးရင်ကောင်းအောင်ပြင်မယ်ကုသိုလ်ဘက်ကအားနေနေသေးရင်ကုသိုလ်တွေများများလုပ်ဖို့ပြင်ရမယ်အဲ့ဒါလို့ကိုယ့်ကိုယ်ဘဝကိုပြုပြင်ရမယ်ဆိုတာမြတ်စွာဘုရားရဲ့အဆုံးအမတရားပဲဖြစ်တယ်